ပဲမင်္ဂလာပါမီတာကင် channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မီတီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့2012ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဆန်နီဟုမူလာတဲ့ကြောင့်ကဆိုးရတဲ့အကြမ်းဖက်ပစ်ခတ်မှုအကြောင်းပဲဖြစ်ပါတယ်2012ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာဆန်နီဟုဆိုတဲ့မူလာတဲ့ကြောင့်ကဆိုးရတဲ့ပစ်ခတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်အခင်းဖြစ်ပွားခဲ့တဲ့အကြောင်းရင်းဒီနေရာကတော့ Newtown Connecticut United States ဖြစ်ပါတယ်ပြစ်မှုကျူးလွန်သူကအသက်20သားရှိသေးပြီးသူ့အမည်ကတော့အာတန်လမ်ဆာလို့ခေါ်ပါတယ်ထိုပြစ်ခတ်မှုမှာစုစုပေါင်းလူ26ယောက်သေဆုံးခဲ့ပါတယ်။သေဆုံးခဲ့တဲ့လူတွေထဲမှာအသက်6နှစ်ကနေ9နှစ်ကြားရှိတဲ့ကလေးကစုစုပေါင်းအယောက်20ပါဝင်ပါတယ်။ကျန်လူ6ယောက်ကတော့အရရောက်ပြီးသားဝန်ထမ်းများဖြစ်ပြီးဒဏ်ရာရရှိခဲ့တဲ့လူကတော့စုစုပေါင်း2ယောက်ဖြစ်ပါတယ်။ဒီဖြစ်ရပ်ကြီးကတော့ United States ရဲ့လူသိမှုအများဆုံးနဲ့အရက်ဆက်ဆုံးကျောင်းတွင်အကြမ်းဖက်ပစ်ခတ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူကအကျောင်းကိုအကြမ်းဖက်ပစ်ခတ်ဖို့အတွက်မလာသေးခင်မနက်9:30အချိန်လောက်မှာသူ့ရဲ့နေအိမ်မှာရှိနေတဲ့မိခင်ဖြစ်သူနန်စီလန်ဆာအသက်52နှစ်ကိုအရင်ဆုံးတပ်ပစ်ခဲ့တာဖြစ်ပါတယ်။သူဟာသူ့ရဲ့မိခင်နန်စီလန်ဆာကိုသူ့မိခင်ရဲ့အသက်နက်ကိုယူပြီးပစ်တက်ခဲ့တာဖြစ်ပါတယ်။တဆိုင်ရာကတေဆုံးနေတဲ့ပြစ်မှုကျူးလွန်သူအာရမ်လန်ဆာရဲ့မိခင်ကိုခေါင်းနဲ့တနက်တန်ရာလေးကျွန်းနဲ့အိယာပေါ်မှာတေဆုံးလက်သာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူအာရမ်လန်ဆာအခင်းဖြစ်ပွားတဲ့နေ့မှာအသုံးပြုခဲ့တဲ့တနက်များကတော့သူ့ရဲ့မိခင်ဖြစ်သူလိုင်စင်နဲ့ကင်ဆောင်ထားတဲ့တနက်များပဲဖြစ်ပါတယ်။အာရမ်လန်ဆာရဲ့မိခင်ကတနက်စုဆောင်ကျွန်းကိုဝါသနာကြီးယူသွတ်တဲ့သူဖြစ်ပါတယ်။အဲ့အတွက်ကြောင့်သူတို့ရဲ့နေအိမ်မှာတနက်ပေါင်းများစွာကိုစုဆောင်ထားရှိပါတယ်။ဒါကြောင့်မို့လို့အာရမ်လန်ဆာဟာငယ်စဉ်ကတည်းကတနက်ကိုကြမ်းကြစ်စွာပစ်ခတ်တတ်ပါတယ်။အာရမ်လန်ဆာအတွက်တော့တနက်များကအလွန်ရင်ပါတဲ့ကစားစရာပစ္စည်းများတစ်ပွဲဖြစ်ပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့2012ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာအာရမ်လန်ဆာကအနက်ရောင်အဝတ်အစားအနက်ရောင်ဥထုပ်များကိုဝတ်ဆင်ပြီးတော့ကျောင်းကိုလာခဲ့တာဖြစ်ပါတယ်။အာရမ်လန်ဆာကသူ့မိခင်ကိုအိမ်မှာအရှင်ဆုံးတပ်ပစ်ခဲ့ပြီးတော့အိမ်နောက်အမျိုးအစားမတူညီတဲ့တနက်စုစုပေါင်း9လက်ကိုလည်းသူဟာကျောင်းအောင်ယူဆောင်လာခဲ့ပါသေးတယ်။စုစုပေါင်းတနက်9လက်ယူလာခဲ့တဲ့အထက်မှာအချို့ကိုတော့သူဟာကျောင်းထဲကိုမြူသွားပဲကားထဲမှာချပစ်ခဲ့တာဖြစ်ပါတယ်။စနေဟုကျောင်းမှာပြစ်ခတ်မှုအများဆုံးဖြစ်ပွားခဲ့တဲ့နေရာကတော့ကျောင်းဝင်ပေါက်အနီးကပထမတန်းစာသင်ခန်းနှခမ်းမှာဖြစ်ပါတယ်။ကျောင်းပြင်ပမှာရထားတဲ့ကားသုံးစီးမှာလည်းကြီးစံရတွေအများကြီးတွေ့ရှိခဲ့ပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့နေ့မှာတည်ဆုံခဲ့တဲ့ကျောင်းသားအယောက်20ထဲမှာယောက်ျားလေး10ဦးနဲ့မိန်းကလေး12ဦးပါဝင်ပါတယ်။အသက်6နှစ်အရွယ်ကျောင်းသားကတော့စုစုပေါင်း16ယောက်ဖြစ်ပြီးတော့အသက်9နှစ်အရွယ်ကျောင်းသားကတော့စုစုပေါင်း4ယောက်ရှိပါတယ်။တည်ဆုံသွားတဲ့ကျောင်းရဲ့ဝန်ထမ်း6ယောက်ထဲမှာတော့ကုထုံးပညာရှင်အသက်29နှစ်အရွယ်တယောက်ကျောင်းအုပ်အသက်48နှစ်အရွယ်တယောက်အသက်29 30 52နှစ်ရှိတဲ့ဆရာမ3ယောက်နဲ့ School Psychologist အသက်56နှစ်အရွယ်တယောက်တို့ပါဝင်ပါတယ်။အာရမ်လန်ဆာတပ်ပစ်ခဲ့တဲ့အလူတွေကတော့အိမ်ကသူ့ရဲ့မိခင်ကျောင်းသားအယောက်20ဝန်ထမ်း6ယောက်စုစုပေါင်းလူ28ယောက်ဖြစ်ပါတယ်။စနေဟုကျောင်းမှာတည်ဆုံခဲ့တဲ့လူကတော့စုစုပေါင်း26ယောက်ဖြစ်ပါတယ်။စနေဟုကျောင်းမှာတန်ရာရှိခဲ့တဲ့လူကတော့စုစုပေါင်း2ယောက်ဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူအာရမ်လန်ဆာကငယ်စဉ်အရွယ်ကတော့စနေဟုမူလာတဲ့ကျောင်းမှာ4နှစ်ခွဲလောက်ပညာသင်ကြားခဲ့ပူပါတယ်။အဲနောက်ပိုင်းမှာစိတ်ကြမ်းမာရေးအခြေအနေမတည်ငြိမ်မှုများကြောင့်အခြားကျောင်းကိုပြောင်းရွှေ့ခဲ့ရပြီးတော့အာရုံခံစားမှုဆိုင်ရာပေါင်းစည်းမှုဆိုင်ရာယောဂနဲ့လူမှုပေါင်းသင်းဆက်ဆံရေးအဆင်မပြေမှုမှာကြောင့်အိမ်မာရီဆရာခေါ်ပြီးပညာသင်ကြားခဲ့ရတဲ့ဖြစ်ရများလည်းရှိခဲ့ပါတယ်။အသက်14နှစ်အရွယ်ရောက်တဲ့အခါမှာတော့အာရမ်လန်ဆာဟာ Obsessive Compulsive Disorder OCD ယောဂရှိနေကြောင်းဆရာဝန်ကမိဘများကိုပြခဲ့ပါတယ်။အာရမ်လန်ဆာကတယောက်တည်းအိမ်မှာတကားတွေပိတ်အမောင်ချပြီးတော့နေရတာကိုလည်းနှစ်သက်ပါတယ်။သူဟာလက်ကိုလည်းမကြာခဏစစ်တက်ပြီးတော့ချေးကိုလည်းတစ်နှစ်မှာအကျိ20လောက်လဲဝတ်တတ်ပါတယ်။ဒါ့အပြင်သူကတကားလက်ကင်မှုများကိုကင်ရင်လည်းသူ့ရဲ့အသားနဲ့မထိတွေ့အောင်တီရှူးများကိုခုပြီးတော့ကင်တက်လေးရှိပါတယ်။သူဟာတခါကျရင်မိဘများကိုပင်အတွေ့မခံမဲနဲ့အခန်းထဲမှာပုံရှောင်နေတတ်ပြီးတော့မိခင်ဖြစ်သူကိုပင်အီးမေးလ်နဲ့စာပို့ပြီးစကားပြောတာမျိုးတွေရှိပါတယ်။သူဟာလူသက်မှုမကျူးလွန်ခင်ရပိုင်းအလိုလောက်မှလည်းသူ့ရဲ့ဖခင်ဖြစ်သူနဲ့အဆက်အသွယ်ဖြတ်ပြီးစကားမပြောခဲ့ပါဘူး။အာရမ်လန်ဆာကစနေဟုကျောင်းမှာကျောင်းသားတွေနဲ့ဝန်ထမ်းတွေကိုတပ်ပစ်ပြီးတဲ့အခါမှာတော့သူဟာသူ့ခေါင်းကိုလည်းသူ့ဘာသာသူတနက်နဲ့ပစ်တက်ပြီးတော့အဆုံးစီရင်ခဲ့ပါတယ်။အဲ့အတွက်ကြောင့်ဒီဖြစ်ရမှာတည်ဆုံခဲ့တဲ့လူအလုံးစုစုပေါင်းကတော့သူ့ရဲ့မိခင်စနေဟုကျောင်းကလူ26ယောက်သူ့အပါဝင်စုစုပေါင်း28ယောက်တည်ဆုံခဲ့တာဖြစ်ပါတယ်။အာရမ်လန်ဆာကကိုလမိုင်းအထက်တန်းကျောင်းမှာဖြစ်ပွားခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုလိုမျိုးအစုလိုက်အပြုံလိုက်ပြစ်ခတ်မှုများအပေါ်စိတ်ဝင်စားမှုရှိခဲ့ကြောင်းသူ့အခန်းထဲမှာကတ်ထားတဲ့ဖိညက်ကတ်တွေကိုကြည့်ပြီးနောက်ပိုင်းမှာသိခဲ့ရပါတယ်။ဒါ့အပြင် West Nickel Mines School ပြစ်ခတ်မှုအကြောင်းစာကိုလည်းတွေ့ရှိခဲ့ရပါသေးတယ်
သူ့ရဲ့ကွန်ပျူတာမှာလည်းတနက်နှစ်ပြည့်သက်တဲ့ဗီဒီယိုနှစ်ကကြောင်းပြစ်ခတ်မှုပြသတဲ့ရုပ်ရှင်များနဲ့အာရန်လမ်ဆာကသူ့ခေါင်းကိုသူ့ဘာသာတနက်နဲ့ချိန်ထားတဲ့ဓာတ်ပုံနှစ်ပုံကိုပါတွေ့ရှိခဲ့ရပါတယ်။အာရမ်လန်ဆာကအခင်းမဖြစ်ပွားခင်ရတပတ်အလိုလောက်ကတည်းကသူ့ရဲ့မိခင်ကအခြားမြို့ကိုပြောင်းရွှေ့ဖို့အတွက်စဉ်းစားနေတဲ့ကိစ္စကိုသိခဲ့ရပြီးတော့စိတ်အတော်လေးရှုပ်ထွေးနေခဲ့ရပါတယ်။အာရမ်လန်ဆာကသူ့ရဲ့မိခင်နယူးတောင်မှထွက်ခွာမဲ့အစီအစဉ်နဲ့သူ့အိမ်ရဲ့ကွန်ဖော့ဇုံကနေထွက်ခွာသွားမှာကိုကြောက်ရွံ့ခဲ့ပါတယ်။အဲ့အတွက်ကြောင့်ဒီဆန်နီဟူမူလာတဲ့ကျောင်းမှာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကိုအစီအစဉ်တကျကျူးလွန်ခဲ့ပါတယ်ဆိုပြီးတော့ကလေးတရားလွတ်တော်ရှိနေအစီအခံစာမှာဖော်ပြထားခဲ့ပါတယ်။ဒီစနေဟုကျောင်းတွင်အကြမ်းဖက်ဖြစ်ခတ်မှုကြီးမှာနစ်နာခဲ့ရသူတွေအလုံးတို့စိတ်မကောင်းဖြစ်ရပါတယ်။အလုံးကောင်းမွန်ဘဝကိုရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုအစဆုံးကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်